ကလေးတွေကိုတော်စီခြင်းတက်စီခြင်းပါတယ်ဆိုနေမှာကိုတိုင်းအမှားလုပ်နေတဲ့ဟာလေးတွေကိုစင်ကျင်တန်ဝေကရပွဲအမှား၃ခုလေးကိုပြပြပေးကြပါတယ်ဒါကိုတိုင်းမှာတစ်ခါတလေကြားလို့ရှိရင်ဖြစ်တတ်တဲ့အမှားတွေပေါ့နော်အဲ့တော့ဒီအမှားတွေကခါကြတော့ဗာလဲဆိုတော့ကလေးတယောက်ကိုတော်စီခြင်းတက်စီခြင်းနဲ့ဆိုလို့ရှိရင်ပထမဆုံးတစ်ချက်ကခါကြတော့အလျင်လိုတာမလုပ်တဲ့ဘူးပေါ့နော်အလျင်မလိုခြင်းကိုတိုင်းနောက်ဒီချက်စုဆိုလို့ရှိရင်ကိုယ့်ရဲ့သားသမီးတွေကိုတင်တဲ့ကလေးတွေကိုဆိုလို့ရှိရင်တစ်ခါတက်ပြတယ်နှစ်ခါတင်ပေးတယ်စသဖြင့်အဲ့လိုလုပ်ပြီးဆိုတာနဲ့ကလေးတွေကိုရစေချင်တာပေါ့နော်ဒါပေမဲ့ပြန်ပြီးတော့စိတ်လျှော့ရတယ်ဒါချက်ချင်းကလေးဆိုတာမျိုးကချက်ချင်းစာချက်ခိုင်းနဲ့ရကြမှာရတဲ့မျိုးသူတို့စိတ်ပါလို့ရှိရင်ချက်ချင်းရတယ်စိတ်မပိုင်ဘလောက်ဝဲလောက်ခိုင်းရမှာမဟုတ်ဘူးလေနော်အဲ့တော့ဒါကလည်းကိုတိုင်းစိတ်လျှော့ရတဲ့အခြေအနေတွေပေါ့နော်အဲ့တော့အမှားလေးတစ်ခုခါကြတော့ဗာလဲဆိုတော့ပထမဆုံးတစ်ချက်ကအလျင်လိုတာမိဘတွေရောဆရာမတွေရောအလျင်လိုတာတွေကိုနည်းနည်းလေးလျှော့ကြမယ်နောက်တစ်ချက်ကခါကြတော့အလွတ်ကျက်တာကတော့ဒီချေကတော့မလုပ်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့တချို့ဖေမေတွေတချို့ဆရာမတွေကအလွတ်ကျက်တာတွေကိုလုပ်တယ်မလုပ်သင့်ဘူးဆိုပေမဲ့ Gerophonics မှာဆိုရင်တော့ side words တွေကအလွတ်ကျက်ရတယ်စသဖြင့်အလွတ်ကျက်ရတဲ့ဟာတွေတော့ပါတယ်ပေါ့နော်ဒါပေမဲ့အကျိုးအကြောင်းစီလျော်စွာတင်ရမယ့်စာတွေကိုဆိုလို့ရှိရင်เนาะအလွတ်ကျက်ပြီးတော့မလုပ်ပါနဲ့အဲ့ဒါကလည်းစင်ကျင်စရာလေးတစ်ခုပေါ့နော်မိဘတွေဆရာမတွေလုံထားရှိတဲ့အမှားတွေကဒုတိယတစ်ချက်ကခါကြတော့အလွတ်ချက်ခိုင်းတာပါပထမတစ်ချက်ကအလျင်လိုတာမလုပ်ပါနဲ့ဒုတိယတစ်ချက်ကအလွတ်ချက်ခိုင်းတာမလုပ်ပါနဲ့နောက်ဆုံးတစ်ချက်ကခါကြတော့ဂျယ်တို့တွေကလေးတွေကိုမှားတဲ့အခါမှာချက်ချင်းစုပူတာတွေမလုပ်ပါနဲ့ဘာလို့လဲဆိုတော့လူသားတွေကပေါ့နော် ego စိတ်များတယ်လူတယောက်ကို absent လုပ်လိုက်ပြီးတော့ဒီကိုဘက်ကနေသူ့ကိုလုံးဝတွန်းကန်တဲ့စကားအနေနဲ့စူပူလိုက်တာတော့ကလေးတယောက်ကချက်ချင်းမှားသွားပြီဆိုတာနဲ့စူပူလိုက်တာဆိုလို့ရှိရင်ကလေးမမဟုတ်ဘူးလူကြီးတွေလည်းမကြိုက်ဘူးပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်တော့မှ positive words လေးနဲ့ပြောမယ်အကောင်းမြင်စိတ်နဲ့ပြောပြီးတော့မှကလေးကိုနားထောင်လာအောင်လုပ်ကြပါမယ်အဲ့တော့ဒီ၃ချက်ကတော့တို့တွေဆရာမတွေကကလေးမိဘတွေကလှုပ်ထားရှိတဲ့အမှားတွေပေါ့နော်ဒီချေစုလဲကိုတိုင်းလှုပ်ထားရှိတဲ့အမှားတွေတဲကမှအချက်၃ချက်လေးကိုမျှဝေလိုက်ပါတယ်ဒီ၃ချက်ကတော့လောလောဆယ်ဒီတစ်လအတွင်းမှာမလုပ်ပါဘူးကလေးတွေကိုအလျင်မလို့ဘူးစောင့်မယ်အချိန်စောင့်မယ်နောက်တစ်ချက်ကခါကြတော့ကလေးတွေကိုစူပူတာတွေမလုပ်ဘူးဒါနံပါတ်3ချက်ကပေါ့နော်နံပါတ်2ချက်ကခါကြတော့အလွတ်ချက်ခိုင်းတာတွေမလုပ်ပါဘူးเนาะအားလုံးပဲကျေးဇူးပါ